လင်းယူရန်တယောက်မျောလင်းချက်မဲ့စွာမျက်ရည်တွေနဲ့ကျမ်းပြင်ပေါ်မှာဒူးထောက်နေရှာတဲ့သူမမျက်နှာမှာပူဆွေးဝမ်းနည်းမှုတွေကအထင်သာပဲသူမစိတ်ထဲမှာတော့သူကကျမကိုထွက်သွားလို့မရမှန်းသိနေတာပဲဒီစကားတွေကကျမကိုနှစ်သိမ့်ဖို့ပြောရလားဒါမှမဟုတ်ကျမအတွက်တေခြင်းတရားကပဲတခုလဲတော့လွတ်မြောက်ရလားလို့တွေးနေမိတယ်အဲ့ဒီအချိန်မှာဝိညာဉ်အစ်ပူကတ်သွားတဲ့သူမခင်ပုံးကကြမ်းတမ်းလာတဲ့စီးနှင်းဖုံးတော်နဲ့ထဲကိုထွက်ခွာသွားခဲ့တယ်စီးနှင်းတွေဖုံးလွှမ်းနေတဲ့တောအုပ်ထဲမှာသူကအသက်ရှင်တန်ဖို့ရုန်းကန်နေရတယ်အထူးတပ်ဖွဲ့ဝင်ဟောင်းတယောက်ဖြစ်ခဲ့မှုတဲ့အတွေ့အကြုံတွေကတော့သူ့ကိုခွန်အားနဲ့စိတ်တက်ကြံ့ခိုင်မှုပေးနေခဲ့တယ်အေးခဲနေတဲ့ယာတီဥရုကသူ့အသက်ကိုအချိန်မရွေးချွေယူနိုင်နေဆိုတာသိပေမဲ့အစာရှာဖို့အသက်ကိုတောင်ပဒါနာမထားဘဲထွက်လာခဲ့တာသူ့စိတ်ထဲမှာတော့ကံကောင်းလို့ဒီခန္ဓာကိုယ်ကတမန်နေတာမဟုတ်ရင်တောင်ပေါ်လည်းမရောက်ခင်ဒီငရဲလိုနေရာမှာအေးခဲပြီးတရားမှာအခုလိုနင်းတွေထူနေတော့တိရစ္ဆာန်များစုကပုံနေကြတယ်ငါကတော့အသက်ကိုလောင်းကျစ်ထက်ပြီးအမဲလိုက်ရမှာပဲဒါပေမဲ့အရင်ဘဝကအထူးတပ်ဖွဲ့မှာဒီလိုခြေနေမျိုးတွေကိုလေ့ကျင့်ခဲ့ဘူးတော့ယုံကြည်မှုတော့ရှိတယ်လို့တွေးနေခဲ့တယ်သူကတောကိုအားကိုးပြီးအသက်ရှင်မဲ့ရေကိုအားကိုးပြီးအသက်ရှင်မဲ့ဒါပေမဲ့မြည်ရည်တွေကကုံရေခဲနေပြီးဒီတော့တောင်ပေါ်မှာပဲကန်ဆန်းကြည့်ရတော့မယ်လို့ဆုံးဖြတ်လိုက်တယ်တင့်တော်တဲ့နေရာတစ်ခုကိုတွေ့ပြီးနောက်သူကခြေရာတွေကိုတေချာဖျောက်ဖျက်လိုက်တဲ့ခဏကြာမှာတော့တမင်တကောင်ပေါ်လာခဲ့တယ်ဒါပဲလို့စိတ်ထဲကပြောလိုက်ပြီးအခွင့်အရေးကိုစောင့်နေခဲ့တယ်တမင်နီးလာတာနဲ့တေးလိုက်တော့ဆိုပြီးကြီးမားတဲ့ဓာမနဲ့တစ်ချက်တည်းခုတ်တက်လိုက်တယ်ဒါဟာအသက်ရှင်တန်ဖို့မလွဲမရှောင်သာလုပ်ရတဲ့ရက်စက်မှုတစ်ခုပဲသူ့စိတ်ထဲမှာတော့အပူချိန်ကအယမ်းမြန်ကျနေပြီးအမြန်ဆုံးနှွေးနှွေးထွေးထွေးမနေရရင်တေမင်းနဲ့တွေ့ရတော့မယ်လို့တွေးနေခဲ့တယ်ပင်ပန်းနှွမ်းနေပြီးအေးဒဏ်ကိုခံနေရပေမဲ့သူကတမင်ကောင်ကြီးကိုထမ်းပိုးပြီးရွာဘက်ကိုပြန်လာခဲ့တယ်သူရွာထဲရောက်လာတာနဲ့ရွာသားတွေအံ့ဩသွားကြတယ်ကိုဒီလောက်ကြီးတဲ့တမင်ကြီးလိုတယောက်ကအော်ပြောတယ်နောက်တယောက်ကဟေးဖင်ဒါပဲကြရလာတာလဲငါ့ကိုအသားနဲ့ရောင်းပါလားပိုက်ဆံပေးမယ်လို့ပြောပေမဲ့သူကမရောင်းဘူးလို့ပြက်ပြက်သားသားပြန်ဖြေလိုက်တယ်အဲ့ဒီအခါရွာသားချို့ကသူကဘယ်တော့ကဒီလောက်တော်သွားတာလဲခိုးလာတာများလားလို့တန်တရားဝင်ကြတယ်ဒါပေမဲ့သူကအဲ့ဒီစကားတွေကိုဂယုမဆိုင်ပဲအိမ်ကိုပဲပြန်လာခဲ့တယ်အိမ်ထဲရောက်တော့ကျမ်းပြင်ပေါ်မှာလဲကျနေတဲ့လင်းယူရန်ကိုတွေ့လိုက်ရတဲ့စကားနှဲငယ်ပြောဆိုပြီးနောက်သူမကကျမကိုခေါ်နေရဲ့လူဘယ်ရောက်သွားလဲလို့မေးလိုက်တယ်သူဘယ်သူလဲလို့ပြန်မေးတော့သူမကငါ့ကိုခေါ်နေရဲ့လူလို့ပြန်ဖြေလိုက်တယ်အဲ့ဒီစကားတခုကသူမရှိတဲ့အချိန်မှာတစုံတစ်ခုဖြစ်ပျက်ခဲ့ကြောင်းအရေးအမြတ်ပြနေခဲ့တယ်